ဒီနေ့ဖတ်ပြမဲ့ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့မိမိဒေါသကိုထိမ့်သိမ်းခြင်းဖြစ်ပါတယ်။တခါတော့ကဒေါသကြီးလွယ်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်ကွယ်။ဒီနေ့မှသူ့ဖခင်ဟာသူ့ကိုတန်တအိတ်ပေးလိုက်ပြီးသူဒေါသတစ်ခါထွက်တိုင်းချန်စီယိုတသားတိုင်းတွေကိုတန်တချောင်းတူနဲ့ရိုက်ထည့်ရမယ်လို့ပြောလိုက်တယ်တဲ့။ပထမဆုံးနေ့မှာလူငယ်လေးဟာချန်စီယိုတိုင်တွေကိုတန်ချောင်း38ချောင်းရိုက်ထည့်ခဲ့တာပေါ့။ရဲတော်ကြာတဲ့အခါမှာတော့သူဟာသူ့ဒေါသကိုတပြေးပြေးထိန်းချုပ်လာနိုင်ပြီးသူရိုက်ထည့်တဲ့တန်ရည်အတွက်ဟာတနေ့နဲ့တနေ့ရော့လာတာပေါ့ကွယ်လူငယ်လေးဟာချန်စီယိုတိုင်ထဲကိုတန်နေရိုက်ထည့်ရတာထက်သူ့ဒေါသကိုထိန်းချုပ်ရတာပိုလွယ်လာတယ်ဆိုတာသူသိလိုက်တယ်တဲ့နောက်ဆုံးမှာသူဟာစိတ်တူဒေါသထွက်တာကိုလုံးဝထိန်းချုပ်နိုင်တဲ့နေ့အထိကိုရောက်လာခဲ့တာပေါ့။မနဲ့လူငယ်လေးဟာသူ့ဖခင်ကိုအဲ့ဒီအကြောင်းပြောပြလိုက်တယ်တဲ့။အဲဒီတော့ဖခင်ဟာလူငယ်လေးကိုသူ့စိတ်ဒေါသကိုထိန်းနိုင်ခဲ့ပြီဖြစ်လို့ရိုက်ထည့်ထားခဲ့တဲ့တန်ချောင်းလေးတွေကိုတစ်နေ့တစ်ချောင်းစီပြန်ဆွဲထုတ်ဖို့ပြောလိုက်တယ်တဲ့ကွယ်။တရက်ပြီးတရက်ကုန်းလွန်လာတဲ့အမျှလူငယ်လေးဟာတန်ချောင်းလေးတွေအားလုံးကိုဆွဲထုတ်ပြီးသွားပြီဖြစ်ကြောင်းနောက်ဆုံးမှာသူ့ဖခင်ကိုပြောပြနိုင်တဲ့ရက်အထိရောက်လာတာပေါ့ကွယ်။ဒါနဲ့ဖခင်ဟာသားကိုချန်စီယိုနာစီလက်တွဲလို့ခေါ်သွားလိုက်တယ်။ပြီးတော့ဖခင်ကငါသားကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ချန်စီယိုတိုင်ကိုကြည့်လိုက်စမ်းငါသားအဲ့ဒီချန်စီယိုတိုင်ဟာအရင်ကလိုဘယ်တော့မှမဟုတ်နေတော့ဘူးငါသားဒေါသနဲ့ပြောလိုက်တဲ့အရာတွေဟာခုချန်စီယိုတိုင်မှာကြံနေတဲ့အရာတွေလိုပဲအပြောခံလိုက်ရသူရဲ့စိတ်မှာလည်းခုလိုအမာရွက်တွေကြံနေခဲ့လိမ့်မယ်သားလို့ပြောလိုက်တယ်တဲ့ဒီပုံမြင်လေးကပြောတဲ့သတင်းစကားကတော့လူတယောက်ကိုဓာတ်နဲ့ထိုးပြီးဆွဲထုတ်လိုက်တယ်လို့ပါပဲကျွန်တော်တို့ပြောလိုက်တဲ့အရာတွေအတွက်တောင်းပန်ပါတယ်လို့ဘယ်နှချိန်ဘယ်နှခါပဲပြောခံစားလိုက်ရတဲ့တရားကတော့စက်ကြံနေကြတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တွေဟာစိတ်တို့ဒေါသထွက်တိုင်းနောက်တစ်ချိန်ခါမှနောင်နာရစေမဲ့ဒါပြင်သူတစ်ပါးကိုစိတ်ထိခိုက်သွားစေမဲ့တခုခုပြောမယ်ကြံနိုင်မိမိတို့ရဲ့စိတ်အခြေအနေဒေါသကိုထိမ့်သိမ်းလိုက်ဖို့လိုပါတယ်တဲ့ကောင်းသောနေ့လေးဖြစ်ပါစေ